တရားဟောကနေမှမြတ်စွာဘုရားကကိုတော်မြတ်ရဲ့လက်သေးပြားပေါ်ကိုတကိုးတော်နဲ့မြေမှုန့်အနေငယ်တင်ပြီးတော့ဟောတယ်တဲ့အဲ့လိုမြေမှုန့်လေးအနေငယ်လက်သေးပြားပေါ်တင်ပြီးတော့ယဟန်တော်တွေကိုမေးယဟန်တို့ဟောဒီငါရဲ့လက်သေးပြားပေါ်မှာရှိတဲ့မြေမှုန့်နဲ့ဒီမဟာပထဝီမြေကြီးမှာရှိတဲ့မြေမှုန့်ဒီအရာနှစ်ခုမှာဘယ်မြေမှုန့်ကသာလွန်ပြီးတော့များပြားသလဲလို့အဲ့လိုမေးတယ်တဲ့ပြီးတော့ယဟန်တော်တွေကမြတ်စွာဘုရားဘလို့မှနှိုင်းရှင်လို့မရလောက်အောင်ကြွားချလာပါတယ်ဗျာလက်သေးပြားပေါ်မှာရှိတဲ့မြေမှုန့်ဆိုတာမဟာပထဝီမြေကြီးမှာရှိတဲ့မြေမှုန့်အလုံးနဲ့နှိုင်းဆိုင်ရင်ဘာမှမပြောပါတော့ဘူးပေါ့အဲ့လိုဖြေတဲ့အခါမှာမြတ်စွာဘုရားကယဟန်တို့တဲ့အဲ့ဒီဥပမာအတိုင်းပဲသစ္စာ၄ပါးကိုသိကြပြီးသားဒသနတံပရာယသောတာပတ္တိမဲ့ဉာဏ်အမြင်နဲ့ပြည့်စုံကြတဲ့အရိယာပုဂ္ဂိုလ်တွေမှာကုန်ခန်းသွားတဲ့ဒုက္ခတွေဟာမဟာပထဝီမြေကြီးမှာရှိတဲ့မြေမှုန်များသဖွယ်အလွန်များတယ်တဲ့နော်သစ္စာ၄ပါးကိုသိကြတဲ့ဒသနတံပရာယဉာဏ်အမြင်နဲ့ပြည့်စုံကြတဲ့အဲ့ဒီပုဂ္ဂိုလ်တွေအတွက်ကြံရှိတဲ့ဒုက္ခဟာလက်သေးပြားပေါ်မှာရှိတဲ့မြေမှုန်သဖွယ်အလွန်နည်းတယ်တဲ့ကုန်တဲ့ဒုက္ခကအလွန်များတယ်ကြံတဲ့ဒုက္ခကနည်းနည်းလေးပဲကြံတော့တယ်တဲ့သူတို့ရဲ့အနာဂတ်ဒုက္ခဟာဘလောက်ပဲကြံတော့တယ်လို့ပိုင်းခြားလို့ရသွားပြီဆိုတဲ့သဘောပေါ့သစ္စာ၄ပါးကိုမသိကြသေးတဲ့တရားဓမ္မတို့ဥရှင်တို့ပုထုရှင်တွေမှာတော့လက်ကြံဒုက္ခဟာဘလောက်ပဲကြံတော့တယ်လို့ပိုင်းခြားလို့မရဘူးဘာဖြစ်လို့လဲဆိုတော့တက္ကာယဒိဋ္ဌိဆိုတဲ့အလွန်မှားယွင်းတဲ့ငါဆွဲကြီးကရှိနေတော့မလုံးနိုင်ဘူးဆိုတဲ့အကုသိုလ်မရှိနော်တရားဓမ္မတို့ဥရှင်တို့မှာသစ္စာ၄ပါးကိုမသိကြသေးတဲ့ပုဂ္ဂိုလ်တွေအတွက်မလုံးနိုင်ဘူးဆိုတဲ့အကုသိုလ်မရှိတဲ့ပြောရရင်အမေကိုလည်းတတ်နိုင်သေးတယ်အဖေကိုလည်းတတ်နိုင်သေးတယ်ယဟန္တာကိုလည်းတတ်နိုင်သေးတယ်အဖေအားကိုစေတနာနဲ့တကွာသွေးစိမ့်တည်အောင်လည်းလုံနိုင်သေးတယ်တန်ခါသင်ခွဲအောင်လည်းလုံနိုင်သေးတယ်မြတ်စွာဘုရားမှတပါးတခြားသောဆရာတွေကိုလည်းပဲတန်တရားလွတ်မြောက်ရေးအတွက်ကဲတင်နိုင်တယ်ဆိုတဲ့အနေနဲ့ဆရာအမှတ်အနေနဲ့ကိုးကွယ်နိုင်သေးတယ်။ယုံရင်ကြံထမ်းတဲ့အရာဌာနကြီး6မျိုးပေါ့နော်။ပြင်စန္ဒနရိယက5ပါးနဲ့မြတ်စွာဘုရားမှတပါးတခြားသောပုဂ္ဂိုလ်တွေကိုဆရာအဖြစ်ရည်ညွှန်းနိုင်တယ်ဆိုတာ။သစ္စာ၄ပါးကိုသိသွားကြတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါလောက်ကြံထမ်းတဲ့ကံတွေကိုမလုံးတော့အဲ့တော့ဆိုလိုတာကမလုံးနိုင်သောအကုသိုလ်မရှိဘူးဆိုတော့မဖြစ်နိုင်သောဆင်းရဲဒုက္ခလည်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်။ဘောဟာဆင်းရဲတယ်လို့ဒီဆင်းရဲခြင်းအမှန်တရားကိုမသိသေးသမျှကာလပတ်လုံးဘဝရဲ့ပုံမှာအလွန်မမောပြီးတော့အလွန်ပြင်းထန်တဲ့ငါဇွဲနဲ့လှုပ်ချင်တာတွေကိုလှုပ်မယ်ပေါ့။ပြောချင်တာတွေကိုပြောမယ်တွေးချင်တာတွေကိုတွေးမယ်။အဲ့လိုဆိုလို့ရှိရင်ဒီကံတရားတွေရဲ့အကျိုးပေးဟာဘယ်လောက်ထိဆက်လာမယ်ဆိုတာကိုမသိနိုင်ဘူး။ဒါကြောင့်ပုထုဇဉ်တို့ရဲ့သစ္စာ၄ပါးကိုမသိကြသေးတဲ့ပုဂ္ဂိုလ်တွေရဲ့အနာဂတ်ဒုက္ခဟာဘယ်လောက်ကြံတော့တယ်လို့ပိုင်းခြားလို့မရဘူးတဲ့ဟုတ်လားဒါကြောင့်သစ္စာ၄ပါးကိုသိခြင်းဟာအဲ့ဒါလောက်ကြီးကျယ်တဲ့အာနိသင်ရှိတယ်အဲ့ဒါလောက်ကြီးကျယ်တဲ့အစွမ်းတတ္တိရှိတယ်လို့မြတ်စွာဘုရားနခတိခသုတ်တံဆိုပြီးတော့တန်ခါနာတင်ပြင်မြတ်များကောင်းစဉ်ပေးပြီးတော့မှတ်တမ်းတင်ထားတဲ့အဲ့ဒီသုတ်တံလေးနခတိခဆိုတာကလက်သေးပြားလို့အဓိပ္ပာယ်ရတယ်ဒီအဓိပ္ပာယ်ကိုပဲရည်ညွှန်းပြီးတော့မြတ်စွာဘုရားဥပမာအမျိုးမျိုးပေးပြီးတော့ဟောတာတွေတခြားသုတ်တန်တွေလည်းရှိတယ်နော်မြေကြီးကိုဇီးဇီးလောက်အလုံးလေးနှလုံးသုံးလုံးလုံးပြီးတော့ချထားတယ်ဒီဇီးဇီးလောက်မြေကြီးပမာဏနဲ့ဒီမဟာပထဝီမြေကြီးတစ်ခုလုံးရဲ့ပမာဏကွာခြားချက်ကိုမေးပြီးတော့ဒီဥမာတိုင်းဆက်ဟောတာလည်းရှိတယ်သမုဒ္ဒရာကြီးအားလုံးမှာရှိတဲ့ရေနဲ့ရေတစ်စက်နှစ်စက်လောက်ကိုယူပြီးတော့အဲ့ဒီရေတစ်စက်နှစ်စက်နဲ့သမုဒ္ဒရာကြီးအလုံးမှာရှိနေတဲ့ရေတွေရဲ့ပမာဏကွာခြားချက်ကိုမေးပြီးတော့လည်းပဲဒီဥမာတိုင်းဆက်ပြီးတော့ဟောထားတာလည်းရှိတယ်ဟုတ်လားအဲ့တော့ဆိုလိုရင်းကဘာလဲဆိုတော့သစ္စာ၄ပါးကိုမသိကြသေးတဲ့ပုဂ္ဂိုလ်တွေရဲ့အနာဂတ်ဒုက္ခဒီပိုင်းခြားလို့မရနိုင်ဘူးနော်သူတို့ရဲ့ကိလေသာတရားအထူးသဖြင့်တက္ကာယဒိဋ္ဌိရှိနေတဲ့အတွက်ကြောင့်မလုံနိုင်သောအကုသိုလ်မရှိတဲ့အတွက်ကြောင့်မရောက်နိုင်သောဘဝဆိုးမဖြစ်နိုင်သောဒုက္ခဆိုးဆိုတာလည်းမရှိဘူးဒီလိုအကြောင်းအကျိုးလေးနားလည်ထားဖို့မလိုဘူးလားလိုတယ်ဒါသစ္စာ၄ပါးနဲ့ပတ်သက်လာလို့ရှိရင်ဒီလိုစကားလေးတွေကဒီလိုတရားလေးတွေကပြောပြဖို့နားလည်ထားဖို့လိုအပ်တယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကသစ္စာ၄ပါးကိုသိအောင်နော်ကြိုးစားကြရမယ်ဆိုပြီးတော့အထူးတလဲတိုက်တွန်းတဲ့ဒေသနာတွေများစွာရှိနေတယ်အဲ့တော့ဦးဇင်းတို့သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့မနေ့တုန်းက
ဒုက္ခသစ္စာသမုဒယသစ္စာသစ္စာနှစ်ပါးပြောခဲ့တယ်နော်ဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ဒုက္ခသစ္စာဆင်းရဲခြင်းအမှန်တရားဒီခန္ဓာကိုယ်ကြီးကိုရည်ညွှန်းတာလို့အလုံးနားလေကြဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဒုက္ခသစ္စာရဲ့အ내အတိတ်ပဲ၄ချက်မနေ့ကပြောတယ်နော်ဒုက္ခတာပိလနတ်ထောပိလနတ်ထနှိမ့်ဆက်တယ်ဆိုတဲ့အတိတ်ပဲပေါ့ဘယ်ပုံပဲနည်းနှိမ့်ဆက်လဲဆိုတာကြတော့မမိတာသေးလားမသိသင်္ခတ္တထပြုပြင်ရသောအဖြစ်နှိမ့်ဆက်တယ်တန္တာပဋ္ဌပူလောင်စီသောအဖြစ်နှိမ့်ဆက်တယ်ဝိပရိနာမအောက်ပြန်တတ်သောအဖြစ်လည်းပဲနှိမ့်ဆက်တယ်နောက်နှိမ့်ဆက်ပုံအချင်းရာ၃မျိုးဒါဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့မနေ့ကဦးဇင်းတို့ထိုက်တဲ့လောက်အကျေတုံးပြောခဲ့တယ်ပေါ့နော်သမုဒယသစ္စာနဲ့ပတ်သက်ပြီးတော့ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်အနေနဲ့တဏှာလောဘကိုမြတ်စွာဘုရားခေါင်းခောက်ပြီးတော့ဟောထားတယ်လောဘဆိုတဲ့သဘာဝတည်ဒုက္ခတွေကိုဖြစ်စေတဲ့အရာဒုက္ခသမုဒယအရိယသစ္စာအဲ့ဒီလောဘရဲ့စွမ်းရည်တတ္တိသမုဒယသစ္စာရဲ့အ내အဓိပ္ပာယ်၄မျိုးမနေ့ကပြောတယ်နော်အာယုဟနဒုက္ခတွေကိုစုဆောင်တတ်တဲ့စီပူတတ်တဲ့သဘာဝရှိတယ်လောဘဆိုတာနိဒာနတ္ထဒုက္ခတွေကိုစုဆောင်စီပူရှာဖွေမှတော့ရလာတယ်ဒုက္ခတွေရလာတယ်ဒုက္ခတွေကိုပေးတတ်တဲ့သဘာဝရှိတယ်ဒုက္ခပေးတယ်အာယုဟနနိဒာနတန်ယောဂဒုက္ခတွေနဲ့အမြဲတမ်းရှင်တွဲနေစေတဲ့သဘောရှိတယ်ဒီလောဘကမိမိဘဝမှာဒုက္ခတွေနဲ့ဘယ်တော့မှမကင်းမကွာရအောင်သူကအမြဲတမ်းရှင်တွဲထားတယ်ဥက္ကဋ္ဌထားတယ်ချီနှောင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်တန်ယောဂပြီးတော့ဗါလဲတော့ပလီဘောဓထွက်ရလန်ကြီးမခရီးကိုတားဆီးနှောင့်ယှက်ကန့်ကွက်တတ်သောအဓိပ္ပာယ်ဟုတ်လားကောင်းတာလေးလုပ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကန့်ကွက်တယ်နှောင့်ယှက်တယ်ဆိုတဲ့တဏှာလောဘရဲ့စရုဒ္ဓအဓိပ္ပာယ်ပေါ့အဲ့ဒါမနေ့တုန်းကအဲ့ဒါတွေဦးဇင်းတို့မပြောခဲ့ဘူးလားဗျာပြောခဲ့တယ်နော်အဲ့တော့ဒီကနေ့ဦးဇင်းတို့နိရောဓသစ္စာနိရောဓသစ္စာဆိုတာကနိဗ္ဗာန်ချမ်းသာကိုပြောတာပါနားလည်အောင်ပြောဖို့သဘောပေါက်ဖို့အလွန်ခက်ခဲတဲ့သဘာဝပေါ့ဟုတ်လားအဲ့ဒါနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့ပြောတဲ့ပုဂ္ဂိုလ်ကလည်းပဲစာပေအနေရပဲထိုက်တဲ့ဘုဟုတုတ္တလေးကိုအခြေခံပြီးတော့ပြောရမှာနားထောင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒါပုထုဇဉ်ပုဂ္ဂိုလ်တွေပြောတဲ့ပုဂ္ဂိုလ်ကလည်းပုထုဇဉ်ပုဂ္ဂိုလ်ဆိုတော့ကိုယ်တကယ်မသိသေးတဲ့အရာကိုတကယ်မသိသေးတဲ့ပုဂ္ဂိုလ်တွေကိုပြောနေတာဆိုတော့နော်အကြီးအကျယ်ကြီးနားရှင်းဖို့တော့မျှော်လင့်ထားလို့မရဘူးဟုတ်လားစားတဲ့ပါရလောက်ပဲဦးဇင်းတို့ပြောနိုင်မယ်နော်ဘာမှကိုလည်းပဲအိုးဟာဟာတိတိကျကျနော်ကိုတို့အနေနဲ့ဘာမှသိထားတာမရှိပါဘူးဒီနိရောဓသစ္စာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘလို့အဓိပ္ပာယ်ဖွင့်ပြထားတယ်ဘလို့ရှင်းလင်းပြောပြထားလဲပေးတော်ရထားတဲ့ဓမ္မစကြာပါဠိကိုပဲပြန်ရှုပြရမယ်နော်ဣဒံခောပဏ္ဏဘိက္ခဝေဒုက္ခနိရောဓံအရိယသစ္စာဒုက္ခနိရောဓံအရိယသစ္စာတော့ဒုက္ခချုပ်ရာအရိယာတို့သိတဲ့အမှန်တရားဆိုတာဘာကိုပြောတာလဲယောတတယေဝတဏယအတေတဝိရာဂနိရောဓောသာကောပတိနိတ္တကောမုတ်တိအနာလယောဒီတို့ရတယ်မဟုတ်လားမနေ့ကတဏှာလောဘအကြောင်းပြောရတယ်နော်ခုအဲ့ဒီတဏှာလောဘနဲ့ပဲဆက်ဆက်ပြီးတော့ပြောမှာနိဗ္ဗာန်ချမ်းသာကိုမြတ်စွာဘုရားကယောတတယေဝတဏယမနေ့ကပြောခဲ့တဲ့တဏှာလောဘအဲ့ဒါကိုရည်ညွှန်းအဲ့ဒီတဏှာလောဘရဲ့တဲ့အတေတအကျွင်းအကြံမရှိကုံဆုံးသွားတဲ့သဘောဝိရာဂနိရောဓောချုပ်ဆုံးသွားတဲ့သဘောစာကောနော်စွန့်လွတ်ရာပฏิနိတ္တကောတဖန်စွန့်လွတ်ရာမုတ်တိလွတ်မြောက်ရာအနာလျောညိကတ်တွေ့တာမှုမရှိရဒါနိဗ္ဗာန်ရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဖွင့်ပြတယ်နော်ယောတတယေဝတနာယအတေတဝိရာဂနိရောဓောစာကောပฏิနိတ္တကောမုတ်တိအနာလျောဟုတ်လားမုတ်တိဆိုတာဘာလို့နော်မုတ်တိဆိုတာစွန့်လွတ်တာပေါ့နော်အနာလယဆိုတာညိကတ်တွေ့တာမှုမရှိတာအာလယဆိုတဲ့စကားလေးတော့ဗမာတွေပြောကြတယ်မဟုတ်လားအာလယဖြတ်လိုက်ပြီးဒါရဲ့ပုံမှာစိတ်ဝင်စားတော့ဟုတ်လားညိကတ်တွေ့တာမှုမရှိနောက်ခုပါတော့အနာလယလို့ပြောထားတယ်နော်အာလယမရှိနော်အာလယဆိုတာလောဘကိုပြောတာပါပဲအဲ့ဒီအာလယကင်းပြတ်သွားတာကိုဘာလို့ပြောတော့နိဗ္ဗာန်လို့ပြောဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်တို့ဒီနိဗ္ဗာန်ချမ်းသာနဲ့ပတ်သက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုဒါတိုင်းမျက်မှောက်ပြုနိုင်တာကသိနိုင်မြင်နိုင်တာကမဲ့ဉဏ်ဖုံဉဏ်အဲ့ဒီမဲ့ဉဏ်ဖုံဉဏ်ဆိုတာကိုမရကြသေးတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကမှန်းဆပြီးတော့
သူတော်ကောင်းကြီးတွေဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေပြောခဲ့တဲ့စကားကိုပဲအခြေခံပြီးတော့ဒါပြောကြဆိုကြရနားထောင်ကြရတာဟုတ်ရဲ့လားအဲ့တော့ဒါကသိဖို့မြင်ဖို့အလွန်တရာမှခက်ခဲတယ်ပေါ့သူ့ကိုသိကျင်တယ်မြင်ကျင်တယ်ဆိုရင်ပြောတဲ့ဆိုတဲ့ယုံများနဲ့လည်းမရဘူးနားထောင်တဲ့ယုံများနဲ့လည်းမရဘူးတကယ်သိကျင်တယ်ဆိုရင်တော့သူ့ကိုဆိုက်ရောက်သွားစေတဲ့သိမြင်သွားစေနိုင်တဲ့မဂ်ကင်၈ပါးအကျင့်မြတ်တရားကိုကျင့်သုံးကြဖို့ပဲရှိတယ်အဲ့ဒီမဂ္ဂသစ္စာကိုတော့တရားရဲ့ဒုတိယပိုင်းအနေနဲ့ဒါ၄နာရီခွဲအချိန်မှဦးဇင်းတို့ဆက်ပြောမယ်နော်ခုလုံးလုံးစေတော့ဒီသစ္စာ၄ပါးဟာသိဖို့အလွန်ခက်ခဲတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တန်လေးတစ်ပုဒ်ဦးဇင်းပြောပြမယ်ခါတစ်ပါးမှာရှင်နန္ဒကိုရောမြတ်ကဆုံးခံကြွတယ်ဘယ်ကြွတော့ဆိုတော့ဦးဇင်းတို့ဝေသာလီပြည်တဲကိုဆုံးခံကြွတယ်အဲ့တုန်းကမြတ်စွာဘုရားကဝေသာလီပြည်မဟာဝန်တော်မှာပြတ်သက်ဆောင်ပေါက်တဲ့အကြောင်းတော်ကြီးမှာသတင်းသုံးနေတယ်ပေါ့အဲ့တော့ဆုံးခံပြန်လာတဲ့အခါကျတော့ရှင်အနန္ဒကိုရောမြတ်ကအံ့ဩတကြီးလို့ဆိုကြပါစို့မြတ်စွာဘုရားကိုစကားတခွန်းလျှောက်တယ်။ဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်ဆုံးခံသွားရင်းနဲ့တွေ့ခဲ့တယ်မြင်ခဲ့တယ်ကြုံခဲ့တယ်ပေါ့။ဘာလဲဆိုတော့လိရှိဝီမင်းသားလေးတွေမြားရည်လေ့ကျင့်နေတာလေးအတက်ကိုလေ့ကျင့်နေတာကိုသူမြင်ခဲ့ရတယ်။ကျိန်ဖန်များစွာကာလအချိန်ကြာကြာအချိန်ယူပြီးတော့လေ့ကျင့်ထားတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်ကြောင့်အလွန်တရာမှအံ့ဩစရာကောင်းလောက်အောင်ကျွမ်းကျင်ကြတယ်။ဘယ်လောက်ထိကျွမ်းကျင်တော့ဆိုလို့ရှိရင်အဲ့ဒီမြားတံကိုဦးဇင်းတို့တော့ပေါက်ပေါ့နော်တေးသေးလေးအပေါက်လေးတွေရှိအဲ့ဒီအပေါက်လေးတွေကလည်းအစင်းစင်းဝင်အောင်ပြပြဝေးကြီးကနေလှမ်းပြတယ်ဦးဇင်းတို့မြတ်စွာဘုရားခေတ်ကမြတ်စွာဘုရားတော်မထွက်ခင်မှာဟိုလေးအတက်ပြတယ်ဆိုတာပေးတဲ့တို့ကြားဖို့တယ်ဟုတ်လားအဲ့ဒီတော့လေးအတက်ဆိုတာကအခက်ခဲဆုံးအတက်ပညာဒီလေးအတက်ကိုတက်ဖို့ဆိုတာကနောက်တစ်ဖက်ကန်းခတ်တက်ဖို့ဆိုတာကမလွယ်ဘူးပေါ့အခုလည်းပဲဒီမှာလိတ်ရွှေမင်းသားလေးတွေကလေးအတက်ကိုတစ်ဖက်ကန်းခတ်တက်ကြတာဟောသူတို့ကဒါကိုကြိမ်ဖန်များစွာလေ့ကျင့်ထားတာအဲ့ဒါကိုရှင်အနန္ဒကိုရောမြတ်ကအံ့ဩပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်နော်အလွန်ကျဉ်းမြောင်းတဲ့တောက်ကောက်ပေါက်ကလေးတွေကိုနော်ဝင်အောင်အထက်ထက်ဝင်အောင်ပြစ်နိုင်စွမ်းရှိတယ်အဲ့လိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကရှင်အနန္ဒကိုပြန်ပြီးတော့အမိန့်ရှိတယ်အနန္ဒတဲ့အဲ့ဒါလို့ဆိုရင်တင့်ကောင်ငါမေးမယ်အဲ့ဒီလိုတောက်ကောက်ပေါက်ကလေးတွေကနေပြီးတော့မြားတံကိုဝင်အောင်ပြစ်ရတာထက်အဲ့ဒါနဲ့နှိုင်းစာလို့ရှိရင်နော်ဒီဆံပင်မွေးကိုခုနှစ်စိတ်စိတ်နေပေါ့တော်တော်ကိုမမြင်နိုင်တော့အောင်သေးသွားတဲ့အနေအထားမျိုးရောက်သွားမှာပေါ့နော်တေးသေးလေးဖြစ်သွားမယ်အဲ့ဒီခုနှစ်စိတ်စိတ်ထားတဲ့ဆံပင်အချင်းချင်းဝင်အောင်တဲ့အောင်ထိုးနိုင်ဖို့ကပို့ပြီးတော့မခက်ပေဘူးလားတဲ့ဘယ်ဟာကခက်မယ်လို့ထင်လေတဲ့အဲ့လိုမေးတဲ့အခါကျတော့ရှင်အနန္ဒာကဟောဆံပင်မွေးကိုသားမြီးပြားလို့အဲ့ဒီမှာတော့သုံးတယ်ပေါ့နော်သားမြီးပြားကိုခုနှစ်စိတ်စိတ်ထားတာကိုအချင်းချင်းနော်ဝင်သွားအောင်ထိုးဖို့ကပို့ပြီးတော့ခက်ခဲပါတယ်အဲ့လိုကြောက်တဲ့အခါကျတော့မြတ်စွာဘုရားကအနန္ဒာတဲ့အဲ့ဓာတွေကိုလည်းခက်ခဲတယ်လို့မဆိုနိုင်ဘူးတကယ်ခက်ခဲတာကတော့သစ္စာလေးပါးကိုသိဖို့ရာကခက်ခဲဆုံးပဲတဲ့သစ္စာလေးပါးကိုဉာဏ်နဲ့သက်ဝင်နိုင်ဖို့ဆိုတာမလွယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ပို့ပြီးတော့စဉ်းစားတရားလေးဖြစ်အောင်ပြောရရင်တော့သစ္စာလေးပါးကိုသိဖို့တဲ့သစ္စာလေးပါးတရားကိုကြားရဖို့ဆိုတာကိုကမလွယ်သေးဘူးဒါကိုကတော့လွယ်လွယ်ကူကူကြားနေရလို့ပြောနေရလို့ဒါဟာသိပြီးတော့ခက်ခဲတယ်လို့ထင်စရာအကြောင်းတော့မရှိဘူးလို့လည်းပြောမယ်ဆိုရင်ပြောလို့ရတယ်ဒါကကိုယ့်ရဲ့ကံတွေကဖန်တီးလာတာလေးတွေကအလွန်ကောင်းလို့တွေ့ရကြုံရကြားကြနားကြတာဟုတ်လားတကယ်တမ်းကြည်ကြည်ပြည့်ပြည့်စဉ်းစားကြည့်မယ်ဆိုရင်သစ္စာလေးပါးကိုသိဖို့မဆိုတတ်နဲ့သစ္စာလေးပါးတရားကိုကြားဖို့တောင်မလွယ်ခုကြားဘူးပြီးဆိုအောင်တော့လည်းပဲဒါကိုဉာဏ်သက်ဝင်နိုင်ဖို့နားလည်ဖို့ဆိုတာမလွယ်ဘူးဟုတ်လားအနုဘောဓဉာဏ်မှန်းဆပြီးတော့သိတယ်ဆိုတဲ့ဉာဏ်မှာလည်းပဲတယောက်နဲ့တယောက်တူနိုင်မလားမတူဘူးနော်မှန်းတယ်ဆိုတဲ့နေရာမှာတော့တယောက်နဲ့တယောက်ဘယ်အတိုင်းတာထိနီးစပ်အောင်မှန်းနိုင်မလဲဆိုတာကမရှိဘူးလားရှိတယ်ပฏิဝေဒအစဉ်ထိုးထွင်းပြီးတော့ဓဋ္ဌိမှန်မှန်ကန်ကန်သိဖို့ဆိုတာကြတော့ပို့ပြီးတော့ခက်ခဲသွားတယ်ခုမြတ်စွာဘုရားရည်ညွှန်းပြီးတော့ပြောနေတာကအဲ့ဒီအစဉ်ကိုရည်ညွှန်းပြီးတော့ပြောနေတာနော်သစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ပါဘူးတဲ့ဟုတ်ရလားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီမလွယ်ဘူးဆိုတာကဘာကြောင့်ပြောရတာတော့ဦးဇင်းတို့မှာရည်ရွယ်ချက်ရှိတယ်ပို့ပြီးတော့ကြိုးစားရမယ်ဆိုတဲ့အနေအထားကိုရည်ရွယ်ပြီးတော့ပြောတာဟုတ်လားမလွယ်တာကိုလက်လျှော့ဖို့ဆိုပြီးတော့ပြောတာမဟုတ်မလွယ်ရင်ဘာလုပ်ရမလဲပို့ပြီးတော့ကြိုးစားရမယ်ပို့ပြီးတော့ကြိုးစားမှသာလေမလွယ်ကူတဲ့အရာဟာလွယ်ကူလာမယ်နောက်ခက်ခဲတဲ့အရာကိုယ့်အတွက်တသုံးသက်တာနဲ့သိမြင်လာနိုင်တယ်ဘာလို့ဖို့တော့လိုတော့များကြိုးစားဖို့လိုပါတယ်
ဒါကြောင့်သစ္စာ၄ပါးကိုသိဖို့အတွက်ဤမျိုးစုံကနေတရားဓမ္မတို့ဦးဇင်းတို့တွေကြိုးစားကြရတာဒါကြောင့်ဟိုတနေ့ကလည်းပြောခဲ့ပါတယ်ကျုပ်စွာဆုံးဘာကောင်းမှုကလေးပဲလှုပ်သစ္စာ၄ပါးကိုသာသိပါရစေဆိုတဲ့ဆန္ဒကလေးကစပြီးထားဖို့ဟုတ်လားကုသိုလ်ကောင်းမှုမှန်သမျှဒီသစ္စာ၄ပါးကိုသိခြင်းကိုပဲအထောက်အကူပြုပါစေဆိုတဲ့ဆန္ဒဆိုလိုတာကိုယ့်ရဲ့ဆန္ဒကိုတဏှာထဲမှာစူးစိုက်ပြီးတော့ထားနိုင်ဖို့ဒါအလွန်အရေးကြီးတယ်ပေါ့ဒီဆန္ဒကလည်းအစွမ်းတတ္တိရှိတာပဲဘိသတို့ကြားဦးပါတယ်နှုတ်ထဲတောင်ရကောင်းရနိုင်မယ်ထင်တယ်စန္ဒဝတ္တောကိဏ္ဏမကမ္မနာသိစတိဟုတ်လားအဓိပ္ပာယ်ကပါတယ်တော့ပြင်းထန်တဲ့ဆန္ဒရှိမယ်ဆိုရင်မပြီးစည်းနိုင်ဘူးဆိုတဲ့အရာဟာဘာမှမရှိဘူးတဲ့ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ရဲ့ဆန္ဒကိုထက်သန်စွာမွေးမြူကြဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့အဲ့ဒီလိုဆန္ဒတွေထက်သန်လာစေဖို့အတွက်သစ္စာ၄ပါးကိုသိခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးကျေးဇူးသစ္စာ၄ပါးကိုမသိခြင်းကြောင့်ဆက်လက်ပြီးတော့ရင်ဆိုင်ရမယ်ဆင်းရဲဒုက္ခဒါတွေကိုနှိုင်းယှဉ်ပြီးတော့တွေးတတ်ဖို့မလိုဘူးလားလိုပါတယ်အဲ့ဒါတွေအတွက်ဒါဒီစကားတွေကိုပြောနေတာပေါ့နော်အဲ့တော့ဦးဇင်းတို့အခုនិရောဓသစ္စာနော်និရောဓသစ္စာနိဗ္ဗာန်ဆိုတာဘာလဲယောတတ္တယေဝတဏယအတ္တိတဝိရာဂនិရောဓောစာကောပတိနိတ္တကောမုဒ္တိအနာလယောတဏှာလောဘရဲ့အကျွင်းမဲ့ကုံရာတမဲ့မှုရဲ့ချုပ်ငိမ့်ရာဟုတ်လားအဲ့ဒါကိုစွန့်လွတ်ရာတဖန်စွန့်လွတ်ရာလွတ်မြောက်ရာအာလယဆိုတဲ့ညိကတွေ့တာမူကင်းရာဒါဒီနိဗ္ဗာန်ပဲလို့အဲ့ဒါလိုမြတ်စွာဘုရားအဓိပ္ပာယ်ဖွင့်တယ်ဒါကိုဦးဇင်းတို့တစ်လုံးနဲ့ထီထီမိမိပြောရရင်တော့လောဘချုပ်တဲ့သဘောလို့ဒီလိုနားလေရလောဘချုပ်တာကိုပဲဒုက္ခချုပ်တယ်လို့ပြောတယ်ဟိုသမုဒယသစ္စာမှာပြောတော့မှစကားနဲ့နှိုင်းယှဉ်ပြီးတော့စဉ်းစားရင်ပို့ပြီးတော့သဘောပေါက်เสียရှိတယ်သမုဒယသစ္စာတုန်းကမပြောထားတော့လောဘဖြစ်ရင်ဒုက္ခဖြစ်တယ်လို့ပြောအခုဘယ်လိုပြောတော့လောဘချုပ်ရင်ဒုက္ခချုပ်တယ်လို့ပြောတယ်အဲ့တော့ဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းဆိုတာဘယ်ပေါ်မှာမူတည်နေတာလောဘဖြစ်ခြင်းလောဘမဖြစ်ခြင်းပေါ်မှာမူတည်နေတာလောဘဖြစ်ရင်ဒုက္ခဖြစ်မယ်လောဘမဖြစ်ဘူးဆိုရင်ဒါဒီဒေသနာအရလောဘချုပ်ပြီဆိုရင်ဒါနိဗ္ဗာန်လို့ဟိုအပေါ်ယံလေးနားလည်မယ်ဆိုရင်တော့နားလည်လို့မရဘူးလားနိဗ္ဗာန်ဆိုတာဒုက္ခချုပ်တဲ့သဘောပဲလေအဲ့တော့ဦးဇင်းတို့တကယ်နိဗ္ဗာန်အရိယာသူတော်ကောင်းကြီးတွေမျက်မှောက်ပြုတဲ့နိဗ္ဗာန်ဆိုတာကိုအကဲတတလေးထားလိုက်အောင်ကိုလည်းပဲကိုအတိုင်းတာလေးနဲ့ကိုဒုက္ခချုပ်တဲ့အနေအထားလေးတော့ဒုက္ခလုံးဝချုပ်တဲ့အနေအထားကိုမဟုတ်အောင်တော့မှဒုက္ခနည်းတဲ့အနေအထားလေးကိုတော့မမျှော်မှန်းသင့်ဘူးလားမျှော်မှန်းသင့်တယ်အဲ့လိုဆိုရင်ဒုက္ခနည်းခြင်းလေဆိုရင်ဘာလုပ်ရမလို့လောဘကိုပဲလျှော့ရမှာဒီနေရာမှာဦးဇင်းတို့လောဘဆိုတာကလေဒီဆိုတော်ဘုရားကြီးရဲ့အသုံးနှုန်းနဲ့ပြောရမယ်ဆိုရင်သူကမူရင်းတဏှာရှိတယ်အပွားတဏှာရှိတယ်မူရင်းတဏှာရှိတယ်ပြီးရင်အဲ့ဒီတဏှာကြောင့်ထပ်ပြီးတော့ပွားလာတဲ့တဏှာလည်းရှိတယ်ဆိုလိုတာကဒါလေးကိုလိုချင်မိလို့နောက်ထပ်ဆက်ပြီးတော့လိုချင်နေရတဲ့ကိစ္စလေးတွေရှိတယ်ဒါလေးကဥပမာလေးနဲ့ပြောမှပို့ပြီးတော့နားထဲမှာရှင်းမယ်လို့ထင်ဒါကိုလိုချင်မိလို့နောက်ထပ်ပြီးတော့လိုချင်နေရတဲ့အပိုင်းလေးတွေမဖြစ်မနေလိုချင်နေရတဲ့အပိုင်းလေးတွေရှိဘုရားတို့ဆိုကြပါစို့အကောင်းဆုံးပေးတရားဥပမာကတော့မုဒုလက္ခဏာဇတ်မုဒုလက္ခဏာဇတ်လူတိုင်းကြားဘူးနော်ဘုရားလောင်ဟရိတဇယတေကဘုရင်မင်းမြတ်ရဲ့အလွန်တရာမှချွတ်မောလှမာတယ်မုဒုလက္ခဏာမိဘုရားကိုမြင်ရလို့ဇန်လျှောတဲ့ဇတ်ကြားဘူးတယ်မဟုတ်လားကြားဘူးတယ်နော်မကြားဘူးဆိုရင်တော့ပြောရအောင်မလို့ရှိတယ်ဟုတ်လားဒါပေမဲ့အချိန်အနေထားရအဲ့ဒါကိုရှည်ကြီးပြောလို့မရဘူးနော်အဲ့တော့ဦးဇင်းတို့ပြောရရင်တော့ဘုရင်ကြီးကဒီမိဖုရားကိုသူစစ်တိုက်ထွက်တဲ့အချိန်မှာဘုရားလောင်းကိုနေတိုင်းဆွန်းလောင်းဖို့မှာခဲ့တာဘုရားလောင်းကသူကဇန်နဲ့ကြွပြီးတော့လာအမြဲတမ်းဒါပေမဲ့အဲ့ဒီနေ့မှာတော့နော်မိဖုရားရဲ့ကိုယ်ရှော့ကြတာကိုမြင်ပြီးတော့ဇန်ကွယ်တယ်နော်မြင်တာနဲ့ဇန်ကွယ်တယ်ဟုတ်လားဇန်ကွယ်ပြီးတော့လာတော့မှဇန်ရင်စီးပြီးတော့လာတယ်ပြန်တော့လှေကားကဆင်းပြန်ရတယ်နော်ကာမရာဂရဲ့ပြင်းထန်မှုပေါ့နော်အကျိုးမဲ့ကိုစတင်ပြီးတော့ဆောင်ရွက်တယ်အဲ့ဒါနဲ့ဒီမိဖုရားကိုမရရင်မနေနိုင်ဘူးဆိုတဲ့အဆင့်ကိုရောက်တယ်သူစွန့်နေပါလိမ့်မစားနိုင်ဘူးအဲ့လိုဖြစ်တယ်အဲ့ဒီမှာမိဖုရားကအလွန်တရာမှဉာဏ်ရှိတဲ့မိဖုရားဆိုတော့နော်ဒီယတိဘာဖြစ်သွားတယ်ဆိုတာသိတဲ့အခါကျတော့ဘိညာဉ်ပြန်လာတဲ့အခါကျတော့ဘိညာဉ်ကမေးတော့စွန့်ကံမလာတာလဲကြာပြီပေါ့စွန့်ကံကိုမကြွနိုင်အဲ့ဒါနဲ့ဘယင်ကလည်းပဲဒီဘုရားလောင်းရစ်တဲ့ကိုအလွန်ကြည်ညိုတယ်ဒါကဘဝကပါခဲ့တဲ့တန်ရောစဉ်အနေထားတွေလည်းပါမယ်သူကရှင်အနန္ဒအလောင်းအဲ့ဒါနဲ့မိဖုရားကြောင့်ဒီလိုဖြစ်တယ်ဆိုတာကိုသိတဲ့အခါကျတော့အဲ့ဒီမိဖုရားကိုပေးတာ
မိဖုရားကသူ့ကိုပေးခိုင်းတာမိဖုရားကသူ့ရဲ့အစွမ်းကိုလည်းသူယုံကြည်တယ်ဒီယတိကိုလမ်းမကိုမရောက်အောင်သူဖြောင်းပြနိုင်လိမ့်မယ်တနည်းအားဖြင့်သူပညာပြနိုင်လိမ့်မယ်လို့သူ့ကိုသူယုံကြည်တယ်ဒီမိဖုရားဟုတ်လားအဲ့ဒါနဲ့စိတ်ချလက်ချသူ့ကိုပေးလိုက်လို့ပြောတော့ဘုရင်ကလည်းပေးတာပေးတဲ့အခါကျတော့မိဖုရားကဘာလုပ်တုံဆိုတော့ကဲယတိနဲ့အိမ်တော်ပြုရမယ်အနေအထားမျိုးအဲ့တော့ဘာလုပ်တုံဆိုတော့ငါကမိဖုရားဖြစ်တဲ့အတွက်ကြောင့်ဒီတိုင်းပုံမှန်လေးတော့မနေနိုင်ဘူးတဲ့တာမန်တော့ငါမနေနိုင်ဘူးအဲ့တော့အိမ်ရှိမှဖြစ်မယ်အဲ့တော့အိမ်မရှိဘူးဆိုဘာလုပ်အောင်ဆိုဘုရင်ကြီးအိမ်သွားတောင်းရတယ်တော့တောင်းတာပဲဘုရားလောင်းကအိမ်တောင်းလာပြီဆိုတော့ကရင်မရှိဘူးဆိုကရင်သွားတောင်းစောင်းမရှိဘူးဆိုစောင်းသွားတောင်းရတယ်ခေါင်းအောင်မရှိဘူးဆိုခေါင်းအောင်သွားတောင်းချင်းတော်မရှိဘူးချင်းတော်သွားတောင်းအကုန်တောင်းတယ်ပြီးလဲပြီးပြီဆိုတော့အိမ်သာတက်เสียအိမ်သာချင်းမရှိဘူးဆိုအိမ်သာချင်းတူရတယ်သဘောပေါက်လားဒီမိဖုရားကိုရဖို့အတွက် तू နောက်ထပ်ရချင်ရတာတွေအများကြီးရှိတာစစချင်းရချင်တာကအိမ်လည်းမပါဘူးစောင်းချင်းတော်ခေါင်းအောင်အသုံးဆောင်ပစ္စည်းတွေဘာမှမပါသူမိဖုရားကိုရချင်တာတစ်ခုတက်တက်ပဲဒါဟုတ်လားအဲ့ဒါမူရင်းတဏှာနောက်ထပ်အိမ်ရချင်ရတယ်နောက်အသုံးဆောင်ပစ္စည်းတွေရချင်ရတယ်နောက်ထပ်ရချင်လာရတာတွေဟာအဲ့ဒီမူရင်းတဏှာကနေပွားလာတဲ့အပွားတဏှာဘောပေါက်လာဦးဇင်းပြောတာအဲ့ဒါအကုန်လုံးပြီးပြီဆိုတော့ညရောက်တဲ့အခါကျတော့တော်တော်လေးသူတရားကြနေပြီသူ့စိတ်ထဲမှာမြင်လာပြီဒီကိစ္စတော်တော်မလွယ်ဘူးဆိုတော့မြင်လာပြီအဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာမိဖုရားကသူ့ရဲ့မုတ်စိတ်ကိုဆွဲပြီးတော့ကိုယတိအဖြစ်ကိုအမှတ်ရပါအောင်လို့ဒီတခွန်းပဲပြောလိုက်ရတယ်တခါတည်းပြန်ပြီးတော့စိတ်အရေးလဲသွားတယ်ပေါ့သူမှားတာကိုသိအဲ့ဒါနဲ့မိဖုရားကိုဘုရင်စီပြန်အပ်ပြီးတော့လူတွေနဲ့အနေနီးလို့ဒီလိုဖြစ်ရတာဆိုတဲ့မူရင်းအကြောင်းကိုလည်းသူသိတယ်အဲ့ဒါနဲ့ဟိမဝန္တာကိုပြန်တဲ့အခါကျတော့တတိတရားကရနေပြီဆိုတော့အဲ့ဒီအချိန်ပိုင်းလေးအတွင်းမှာကြိုးစားလို့ငကိုယ်တုံးကကွယ်မြုပ်နေတဲ့ဇံကလည်းပြန်ရတယ်အဲ့ဒါဇံရင်စီးပြီးတော့ပဲဟိမဝန္တာကိုပြန်သွားတယ်နောက်ထပ်တစ်ခါမှပြန်ပြီးတော့မလာတော့ဘူးလို့ဒီလိုဆိုတယ်အဲ့တော့ပြောရင်တာကဘာလဲဆိုတော့တဏှာဆိုတာပွားလာတဲ့သဘောရှိနော်တခုခုကိုလိုချင်မိလို့အဲ့ဒါကိုအကြောင်းပြုပြီးတော့နောက်ထပ်တက်ပြီးတော့လိုချင်နေရတဲ့ကိစ္စတွေရှိတယ်အဲ့ဒါဦးဇင်းကတော့လူငယ်တွေနားလည်အောင်တစ်ခါတည်းဘာပြောတုံဆိုတော့ဆိုကြပါစို့ဦးဇင်းတို့ငယ်ငယ်ကပြောတုံကတော့ကက်ဆက်ဥပမာနဲ့ပြောတာပေါ့နော်ကက်ဆက်နားထောင်နေတယ်ဆိုရင်ကက်ဆက်ဝယ်ရတယ်တိတ်ွယ်ဝယ်ရတယ်ပတိအိုးဝယ်ရတယ်မီးလာတာကိုစောင်းရတယ်မျှော်ရတယ်ဒီအတန်ကလေးကိုကြားကျင်တာနဲ့နောက်ထပ်ရကျင်နေရတဲ့ကိစ္စတွေဟာမစောဘူးအဲ့လိုပဲလူလောကကြီးမှာဒါဥပမာကိုပြောပြတာဒီပြင်ချက်တွင်ပြီးတော့စဉ်းစားစရာနားလည်စရာတွေအများကြီးမရှိဘူးလားဒါကြောင့်ပိဿပေါင်းသူတော်တခုခုကိုရကျင်မိလို့ရှိရင်တော့နောက်ထပ်ရကျင်နေရတာတွေဟာလည်းလိုက်လာတတ်သေးတယ်သဘောပေါက်လားဦးဇင်းပြောတာအဲ့ဒါဘာလို့ဆိုတော့အလိုဆန္ဒကြီးရင်ဒုက္ခတွေကြီးလာတာဒုက္ခတွေရဲ့အကြောင်းတရားဖြစ်တဲ့လောဘတွေပါဆက်ပြီးတော့ကြီးလာရင်းဖြင့်ခြားလဲသွားတယ်ပေါ့အကြောင်းအကျိုးတွေအကုန်လုံးဆက်သွားတာပေါ့နော်လောဘကြောင့်လောဘဖြစ်တယ်ဒုက္ခဖြစ်တယ်အဲ့ဒီဒုက္ခပြည့်ရှင်းဖို့အတွက်နောက်ထပ်လိုချင်ရပြန်တယ်လောဘတွေထပ်ဖြစ်ပြန်တယ်အဲ့ဒါနဲ့ဒုက္ခတွေထပ်ဖြစ်ပြန်မယ်ဒီလိုနဲ့ဘယ်နာကစပြီးတော့ဖြတ်တော့မှတော့မသိလောက်အောင်ရှုပ်ထွေးသွားနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဒီလိုအကြောင်းအကျိုးသဘာဝတွေကိုမှန်မှန်ကန်ကန်မသိနော်သမုဒိယကြောင့်ဒုက္ခဖြစ်တယ်ဆိုတာကိုမှန်မှန်ကန်ကန်မသိဘူးဆိုရင်မှန်မှန်ကန်ကန်မသိတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝဟာစာပေါင်းတိုက်ကြီးလို့ရှုပ်ထွေးလာမယ်တဲ့နော်မုံဇပပ္ပစဗုဒ္ဓခြီခင်တွေဥပေါက်နေတယ်လို့တန်တကုလဇာတာခြီဝင်ဥပေါက်တာမြင်ဘူးမလားမသိဘူးဦးဇင်းတို့ငယ်ငယ်တုန်းကအမေကဘိုင်းခင်းတယ်ဆိုသူ့ရဲ့ပေါင်ပေါ်မှာငယ်ငယ်တုန်းကအိတ်ဖူးတာကိုအမှတ်ရတယ်နော်ဘိုင်းတောင်းဆိုတာကဂွန်းလေးတွေကိုအရှည်လိုက်လေးတွေလှုပ်ထားတာဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ရစ်ဆိုတာရှိတယ်ဒီကလူတွေကသိချင်မှသိမှာပေါ့လေအဲ့ဒါဘိုင်းတောင်းလေးနဲ့ခြီဝင်လှုပ်ရတယ်ခြီအမြင်လေးအရင်ဖြစ်အောင်လှုပ်ရတယ်အဲ့ဒါလေးကနုလေးပြီးမှအဲ့ဒါကိုထမင်းတို့ဘာတို့နဲ့နေပြုတ်ပြီးတော့မှခြေစသီးတွေဘာတွေနဲ့ပြီးတော့မှခြီကြောဆိုတာလေးကရတာဒါကခြီသားစစ်ပေါ့အဲ့ဒီခြီဝင်ဆိုတာလေးရှိတယ်အဲ့ဒါလေးကခြီကျိုးလေးကိုရစ်ထားတာအဲ့ဒါလေးကလှလှလေးစက်သွန်ဥရှိလေးလိုပဲအဲ့ဒါလေးကဥပေါက်သွားပြီဆိုရင်ဘလို့မှရှင်းလို့မရတော့ဘူးဖြတ်ရင်ဖြတ်ပလိုက်ရတယ်တခါလေဘောပေါက်လာဦးဇင်းပြောတာအဲ့ဒါမြတ်စွာဘုရားအဲ့ဒါနဲ့ဥမာပေးတာနော်ဒီလိုလောဘကြောင့်ဒုက္ခဖြစ်တယ်ဆိုတဲ့အကြောင်းအကျိုးသဘောပရိစ္ဆေသမုပ္ပါဒေသနာတွေကိုမသိဘူးနားမလည်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာစာပေါင်းတိုက်လို့ရှုပ်ထွေးမယ်တဲ့နော်ခြီဝင်ဥပေါက်တယ်လို့ရှုပ်ထွေးမယ်တဲ့နော်မြတ်ထုံးကြီးရိတ်ချထားပြီးတော့အကုန်လုံးရှုပ်ထွေးတယ်လို့အဲ့လိုမျိုးဖြစ်မယ်လို့မြတ်စွာဘုရားဟောတာဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့
ဒီនិရောဓသစ္စာကိုနားလည်ခြင်းနဲ့ဆိုရင်သမုဒယသစ္စာနဲ့နှိုင်းယှဉ်ပြီးတော့စဉ်းစားရမယ်။တော့လောဘချုပ်ရင်ဒုက္ခချုပ်တယ်ဆိုတာကိုလောဘဖြစ်ရင်ဒုက္ခဖြစ်တယ်ဆိုတဲ့ကိစ္စနဲ့ရှင်တွဲပြီးတော့စဉ်းစားရမယ်။သဘောပေါက်လားဦးဇင်းပြောတာ။အေးအဲ့တော့ဦးဇင်းတို့ဆက်ပြီးတော့ဒီនិရောဓသစ္စာနဲ့ပတ်သက်ပြီးတော့နားလည်မှုကြီးလာအောင်និရောဓသစ္စာရဲ့အ내တိပဲဘယ်နှချက်တော့၄ချက်သစ္စာအ내16ချက်ဆိုတော့သစ္စာတစ်ပါးလည်းအ내တိပဲ၄ချက်အမဏိတုံးကဒုက္ခသစ္စာရဲ့အ내တိပဲ၄ချက်သမုဒယသစ္စာရဲ့အ내တိပဲ၄ချက်နာယူခဲ့တယ်ဆိုတော့ကအကျဉ်းမြင်လေးပြန်ပြောလိုက်တယ်နော်ခုនិရောဓသစ္စာရဲ့အ내တိပဲ၄ချက်အဲ့ဒါကဘာတွေတုံးဆိုတော့និရောဓသစ္စာဤနိတ္တရဏထောနိတ္တရဏထဆိုတာလွတ်မြောက်သွားတာဒုက္ခတွေကနေလွတ်မြောက်သွားတာကျွတ်ပြီးလွတ်ပြီးဆိုတဲ့သဘောမျိုးဒီကနေထွတ်မြောက်သွားတာလွတ်မြောက်မှုကိုရသွားတာဒါကိုနိတ္တရဏလို့ပြောနိတ္တရဏထနိတ္တရဏပြီးတော့ဘာတော့ဆိုတော့ပဝိဝေကတောတဲ့ပဝိဝေကထဆိုတာကကင်းရှင်းသွားတာနော်စိတ်ကိုယ်လို့နော်စိတ်ဦးဇင်းတို့ကင်းစိတ်သွားတယ်လို့စာကတော့အဲ့လိုလေးရေးပြတယ်ဒီအသုံးနှုန်းလေးတွေကလူငယ်တွေနဲ့နည်းနည်းအလှမ်းဝေးမယ်လို့ထင်တယ်အမှန်ကတော့လွတ်ကင်းသွားတာလွတ်မြောက်သွားပြီဆိုတော့ဒါနဲ့ဆက်ဆက်မှုမရှိတော့ဘူးအဲ့ဒါကိုလေဒီဆိုပြီးရတော့ပို့ပြီးတော့နားလည်အောင်သူကတော့စကလုံးအမျိုးမျိုးသုံးပြီးတော့ရှင်းပြတယ်နှောင့်ယှက်မှုကင်းသွားတာဒီကိလေသာတရားတွေဒီဒုက္ခတရားတွေရဲ့နှောင့်ယှက်တာကိုမခံရတော့နောက်ပဝိဝေကတ္ထနှောင့်ယှက်မှုကင်းသွားတာနိတ္တရဏထကဘာတော့လွတ်မြောက်သွားတာပဝိဝေကကဘာလဲနော်နှောင့်ယှက်မှုကင်းသွားတာပြီးတော့ဦးဇင်းတို့ဘာလဲဆိုတော့အမတ္တထောအမတ္တထဆိုတာကသေခြင်းသဘောမရှိတာပျက်စီးခြင်းသဘောမရှိတာဖြစ်တဲ့သဘောမဟုတ်တဲ့အတွက်ကြောင့်ပြတ်တဲ့သဘောလည်းမရှိဘူးနိဗ္ဗာန်မှာပျက်စီးတယ်ဆိုတာမရှိပြောင်းလဲတယ်ဆိုတာမရှိအမတ္တဓာတ်ဒါကိုပြောတာနော်အမတ္တထောပြီးတော့ဘာလို့ဆိုတော့အသင်္ခတထောအသင်္ခတဆိုတာကနားလည်အောင်ပြောရရင်တော့ဘာမှလှုပ်ရှားမလို့မပြုပြင်เสียမလို့ဆိုတဲ့အဓိပ္ပာယ်နော်သူ့ကိုဘာမှအကြောင်းတရားကမှပြုပြင်ထားတာမဟုတ်ပင်ကိုအငြိမ့်တက်လို့အကြံမြင်နားလည်ရမယ်ပေါ့ဟုတ်ရဲ့လားအဲ့တော့និရောဓသစ္စာနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ပြောရတာခက်တယ်ဆိုတာအဲ့ဒါပဲအလုခက်တာတော့ဆိုတော့ကိုဉာဏ်ဝင်တက်ဝင်ကျက်စားနိုင်တဲ့အရာမဟုတ်သေးလို့ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်အောင်လို့လည်းပဲယာနုမြည်ကြီးနားလည်ဖို့ကတော့မလွယ်သေးဘူးယာနုမြည်နားလည်ခြင်းတယ်ဆိုရင်တော့နားလည်အောင်သူလမ်းကြောင်းကိုရှောက်ရမယ်ပေါ့ဟုတ်လားဒါကြောင့်တချို့ကိစ္စတွေကကိုနားမလည်နိုင်လို့ဒီဥစ္စာကိုလက်မခံဘူးဒါဟာရှိမှမဟုတ်ဘူးဒီလိုတွက်လို့မရဘူးလောကီကိစ္စတွေမှာတော့မှကိုနားမလည်နိုင်ဘဲနဲ့ရှိနေတဲ့ဖြစ်နေတဲ့အရာတွေအများကြီးမရှိဘူးလားရှိတာပေါ့ကိုတော့နားမလည်ဘူးဒါပေမဲ့တကယ်တော့ရှိနေတာတကယ်တော့ဖြစ်နေတာဟုတ်လားဒါကြောင့်နိဗ္ဗာန်ချမ်းသာနဲ့ပတ်သက်ပြီးတော့နားမလည်သေးတော့လည်းပဲအားမငယ်ဖို့တော့လိုတယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်နိဗ္ဗာန်ရဲ့အ내တိပဲအခုဘယ်နှမျိုးပြောတော့၄မျိုးဟုတ်လားပြန်ပြောမယ်နော်နိဗ္ဗာန်ရဲ့အ내တိပဲနော်ပထမဘာအစလာတော့နိတ္တရဏနော်လွတ်မြောက်သွားတာနော်ကိလေသာကနေပြီးတော့လွတ်မြောက်သွားတာလို့နားလည်လို့လည်းရတယ်ဒုက္ခတွေကနေပြီးတော့လွတ်မြောက်သွားတာလို့ဒီလိုနားလည်လို့လည်းရဟုတ်လားပဝိဝေကတ္ထဆိုတာကနှောင့်ယှက်မှုတွေကင်းသွားတာနော်ဒုက္ခတွေနဲ့ဆက်ဆက်မှုမရှိတော့ဘူးဒုက္ခတွေနဲ့ရှင်သွင်းနေရတဲ့အနေအထားကနေပြီးတော့ပြီးဆုံးသွားပြီဟုတ်လားအေးအမတ္တထဆိုတာကမပျက်စီးတဲ့သဘောနော်အသင်္ခတ္တဆိုတာကတော့ဘာမှမလုပ်ရတော့တဲ့သဘောပြုပြင်မှုမရှိဘူးဟုတ်ရလားအဲ့ဒါကိုလေဒီဆိုတော်ဘုရားကြီးကတော့သူကပို့ပြီးတော့နားလည်လွယ်အောင်နော်သောတာပန်ပုဂ္ဂိုလ်တို့ရဲ့အနေအထားကိုအခြေခံပြီးတော့ရှင်းပြတယ်နော်အမြင့်မားဆုံးအရဟတမေညာအရဟတပုံညာရပြီးတဲ့အနေအထားမျိုးနဲ့ရှင်းပြတာမဟုတ်ဘူးနော်သောတာပန်ပုဂ္ဂိုလ်တယောက်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပြီဆိုလို့ရှိရင်အဲ့ဒီဂုဏ်ကျေးဇူး၄မျိုးကိုသူတခါတည်းရတယ်တဲ့သူလည်းသူအတိုင်းတာနဲ့သူရတယ်ပေါ့နော်သောတာပန်ဖြစ်သွားပြီဆိုလို့ရှိရင်နိတ္တရဏလွတ်မြောက်သွားပြီဘာတွေကလွတ်မြောက်သွားတော့ဆိုတော့အပေဒုက္ခကလွတ်မြောက်သွားပြီတဲ့ဟောအဲ့လိုပြောရင်တော့ပို့ပြီးတော့နားလေတယ်ပေါ့နော်ပြီးတော့အပေယောက်ျောင်းကံတရားတွေဆိုးွားတဲ့အလုပ်တွေကိုသူဘယ်တော့မှမလုပ်တော့ဘူးအဲ့ဒီအလုပ်တွေကလည်းပဲသူလုံးဝလွတ်မြောက်ခွင့်ရသွားပြီသူမှအဲ့ဒါကိုလုပ်ဖို့အတွက်ဘာအကြောင်းပြချက်မှရှာစရာလည်းမလိုဘာအကြောင်းပြချက်မှလည်းမရှိဘူး
ဒါကမှတော့ဦးဇင်းတို့တွေကတော့ဥဒုရှင်တွေဆိုတော့အပေယောက်ျောင်းအကုသိုလ်တွေကိုပဲတခါတလေကိုအကြောင်းပြချက်နဲ့ကိုဆိုလိုတာကလုံတဲ့နေဆိုတဲ့အမြင်မျိုးနဲ့တောင်လုံနေကြတာရှိတယ်ဟုတ်လားဥဟာနဲ့ကိုတော့အဟုတ်ကြီးပေါ့လေဟုတ်လားအဲ့ဒီလိုမျိုးသောတာပန်ပုဂ္ဂိုလ်တွေမှာမရှိဒါကိုဆရာကြီးကတော့ဒုစရိုက်ဒုရာစီဝမကောင်းတာတွေလုပ်တာမကောင်းတာတွေနဲ့အသက်မွေးတာအဲ့ဒီအနေထားကလွတ်မြောက်သွားပြီအဲ့ဒီလိုအကြောင်းကံတွေကလည်းလွတ်မြောက်သွားတဲ့အတွက်ကြောင့်အကျိုးတရားဖြစ်တဲ့အပေဒုက္ခနော်လူဖြစ်တယ်ဆိုရင်လည်းပဲလူချင်းမတူလူအောက်တန်းကြလူချင်းမမီဒါမျိုးတွေမဖြစ်ဘူးနော်နတ်ဖြစ်တယ်မြမဖြစ်တယ်ဆိုရင်လည်းပဲအဲ့လိုမျိုးနတ်သေးနတ်မွားအဲ့လိုမျိုးကလေးကချီသဘောမျိုးအနေထားတွေအကုန်လုံးကျော်လွှားသွားပြီလွတ်မြောက်သွားပြီအဲ့ဒါသူတို့ဘာပဲရှိတော့ဆိုတော့သူဂတိဘဝကိုပဲသူတို့ဆက်ပြီးတော့သွားမယ်ပေါ့မကောင်းတာတွေအကုန်လုံးကနေပြီးတော့လွတ်မြောက်သွားပြီနော်ဘဝထဲမှာအပေဒုက္ခနဲ့နှိုင်းရှာလို့ရှိရင်အယံသက်တာတဲ့အနေအထားမျိုးပဲကြံတော့တယ်ရောဟုတ်လားလွတ်မြောက်သွားပြီတဲ့ပြီးတော့ပဝိဝေကဋ္ဌကိုကျတော့ဘယ်လိုရှင်းပြတော့ဆိုတော့အပေဒုက္ခနဲ့ဆက်ဆက်တာမျိုးမရှိတော့ဘူးပြီးတော့အပေယောက်ျောင်းဒီလိုဆရာတော်ကြီးဒီကရှင်းပြတာကတော့တက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စရဲ့နှောင့်ယှက်မှုမရှိဘူးဘယ်တော့မှအဲ့ဒီတရားတွေရဲ့နှောင့်ယှက်ခံရမှုကိုမခံရတော့ဘူးနှောင့်ယှက်ပေးတာကိုမခံရတော့ဘူးနောက်တစ်ချိန်အဲ့ဒါတွေဖြစ်ဦးမလားလို့တွေးကြရလဲမလိုတော့ဘူးလုံးဝဟုတ်လားကျွတ်လွတ်သွားပြီဆိုတော့သူ့ရဲ့ပတ်သက်မှုလည်းမရှိတော့ဘူးစကလုံးတွေကအားတော့အလွန်ပါတယ်လို့ထင်ပါတယ်နိတ္တရဏလွတ်မြောက်သွားတယ်ပဝိဝေကဋ္ဌဆိုတော့သူကပါတော့လုံးဝနှောင့်ယှက်မှုမရှိတော့ဘူးလွတ်သွားပြီဆိုတော့အဲ့ဒါနဲ့မပတ်သက်တော့ဘူးသူလပ်ပြီးတော့နှောင့်ယှက်ခြင်းလို့လည်းနှောင့်ယှက်လို့မရတော့ဘူးစိတ်နှလုံးဟာအယံအေးချမ်းသွားပြီဟုတ်ရဲ့လားအပူအလောင်တက်တွေရဲ့နှောင့်ယှက်မှုကိုမခံရဘူးဟုတ်လားပြီးတော့အဲ့ဒီအမတဆိုတဲ့သဘောနော်အမတဆိုတဲ့သဘောကိုကြတော့ဆရာကြီးကဒီသောတာပန်ပုဂ္ဂိုလ်တွေမျက်မှောက်ပြုထားတဲ့နိဗ္ဗာန်တည်ပျက်စီးသွားမှာလားလို့ပူဇော်ပင်စရာမလိုဟုတ်လားဒါကိုရဖို့အတွက်ထပ်ပြီးတော့ဘာမှပြုပြင်ဖန်တီးနေစရာလည်းမလိုအဲ့လိုမျိုးဒါနိဗ္ဗာန်ရဲ့အချမ်းချမ်းသာမှုကိုကောင်းမြတ်မှုကိုထိုက်တဲ့လောက်နားလေအောင်ဆရာကြီးကတော့ပုံဖော်ပြီးတော့ပြောပြတာပါနော်အဲ့တော့ဦးဇင်းတို့လည်းပဲဒါကိုနားလေတဲ့လောက်ကလေးပိဋကပေါင်းသူတော်ကောင်းတို့ကိုនិရောဓသစ္စာနဲ့ပတ်သက်ပြီးတော့ပြောပြအောင်တကယ်တမ်းဒါကိုသိအောင်ကြိုးစားခြင်းတယ်ဆိုရင်ကတော့မဂ္ဂင်၈ပါးဆိုတဲ့အကျင့်မြတ်တရားကိုပွားများကြရမယ်အထောက်ကြရမယ်မဂ္ဂင်၈ပါးအကျင့်မြတ်တရားဆိုတဲ့လမ်းကိုရှောက်မှဒီနိဗ္ဗာန်ချမ်းသာဆိုတဲ့ပန်းတိုင်ကိုမျက်မှောက်ပြုနိုင်ပါအောင်ဒီနေ့မှာဦးဇင်းတို့မဂ္ဂင်၈ပါးဆိုတာကလည်းပဲဒါဦးဇင်းတို့နောက်ပိုင်းမှာသူ့ရဲ့ဂုဏ်သတ္တိကိုအကျေတဝံပြောမှာပါဟုတ်လားခုလုံးလုံးစေတော့နိဗ္ဗာန်ချမ်းသာကိုတကယ်သိကျင်တယ်ဆိုလို့ရှိရင်နားထောင်နေုံမျှနဲ့မရဘူးဆိုတာလေးကိုပေါ်လွင်ထင်ရှားအောင်တကယ်အားထုတ်ရမယ့်အနေအထားကိုပြောပြတာဟုတ်ရဲ့လားဒီနေ့မှာမဂ္ဂင်၈ပါးဆိုတာကဘာကခေါင်းဆောင်လဲလို့မေးရင်တမာဒိဋ္ဌိကခေါင်းဆောင်တမာဒိဋ္ဌိဒီမဂ္ဂင်၈ပါးထဲမှာအဓိကအကျဆုံးအရေးအပါဆုံးမဂ္ဂင်ဘာဖြစ်လို့အဓိကအကျဆုံးအရေးပါဆုံးမဂ္ဂင်လို့ပြောရလဲဆိုလို့ရှိရင်တမာဒိဋ္ဌိမဂ္ဂင်ဖြစ်ရင်ကျန်တဲ့မဂ္ဂင်တွေအလုံးဖြစ်တယ်တမာဒိဋ္ဌိမဂ္ဂင်မဖြစ်ရင်ကျန်တဲ့မဂ္ဂင်တွေအလုံးမဖြစ်ဘူးအဲ့ဒါလို့သူကမဂ္ဂင်၈ပါးရဲ့အပေါ်မှာနော်ကြီးကျယ်တဲ့လွှမ်းမိုးမှုရှိတယ်အရေးပါမှုရှိတယ်အဓိကကြမှုရှိတယ်အဲ့ဒါမင်းကွန်းဆိုကြီးကတော့သူကယထာတော်ကြီးရှစ်တွဲမှာခေါင်းတွဲကိုသာပုံမှန်ခုံပေါင်းမယ်ဆိုရင်နောက်တွဲ9တွဲဟာအလိုလိုလိုက်မယ်လို့အဲ့လိုဥမာပြောတယ်ပေါ့မဂ္ဂင်၈ပါးဆိုတဲ့ယထာတော်ကြီးရှစ်တွဲမှာတမာဒိဋ္ဌိဆိုတဲ့ခေါင်းတွဲကိုသာပုံမှန်ခုံပေါင်းမယ်ဆိုရင်တမာသင်္ကပ္ပအစရှိတဲ့ကျန်တဲ့မဂ္ဂင်9ပါးသည်နောက်ကနေပြီးတော့အလိုလိုလိုက်လာတယ်ဒီတမာဒိဋ္ဌိဟာနားလေစရာအကောင်းဆုံးအဲ့တော့တမာဒိဋ္ဌိဆိုတာကဘာပြောတာတော့တမာဒိဋ္ဌိရဲ့အတိတ်ပဲတမ္မာဆိုတာကမှန်ကန်စွာဒိဋ္ဌိဆိုတာကသိတာမြင်တာမှန်စွာသိတဲ့အသိမှန်စွာမြင်တဲ့အမြင်ဒီလောက်တော့လူတိုင်းသဘောပေါက်ကြတယ်ပေါ့နော်အဲ့တော့မှန်တဲ့အမြင်ဆိုရင်ဘယ်လိုအမြင်ကိုမှန်တဲ့အမြင်လို့ပြောမလဲအဲ့ဒါကြတော့စဉ်းစားရရှိလာတယ်နော်တမ္မာဒိဋ္ဌိဒီမှန်ကန်တဲ့အမြင်လို့ဆိုတယ်ဒါနဲ့ဘယ်လိုမြင်တဲ့အမြင်ကိုမှန်ကန်တဲ့အမြင်လို့ပြောမလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတမ္မာဒိဋ္ဌိရဲ့အဓိပ္ပာယ်ကိုသစ္စာ၄ပါးကိုသိခြင်းသည်တမ္မာဒိဋ္ဌိလို့ဒေသနာအများစုမှာတော့အဲ့ဒီတိုင်းဟောတယ်နောက်ခုပြောတဲ့သစ္စာ၄ပါးနောက်ခန္ဓာဟာဆင်းရဲတယ်လို့သိရင်တမ္မာဒိဋ္ဌိလောဘဟာဒုက္ခဖြစ်ကြောင်းလို့သိရင်တမ္မာဒိဋ္ဌိနောက်နိဗ္ဗာန်ဆိုတာလောဘချုပ်ရလို့သိရင်တမ္မာဒိဋ္ဌိ
ဒီနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းနဲ့ဆိုရင်မဂ္ဂင်၈ပါးကိုပွားများရမယ်လို့သိတာသည်တမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိရဲ့အဓိပ္ပာယ်ကိုသစ္စာ၄ပါးကိုသိတာသည်တမ္မာဒိဋ္ဌိလို့ပြောတယ်ဒါကလည်းပဲအဆင့်အမျိုးမျိုးရှိနိုင်တာပေါ့နော်အနုဘောဓသိနဲ့သိတဲ့အသိဒါကတော့လောကီတမ္မာဒိဋ္ဌိဖြစ်မှာပေါ့ဟုတ်လားပฏิဝေဒနဲ့သိတဲ့အသိရောက်ရင်တော့ဒါကတော့လောကုတ္တရာတမ္မာဒိဋ္ဌိရောက်သွားပြီအဲ့ဒီနေရာမှာဦးဇင်းပြောခြင်းတဲ့တမ္မာဒိဋ္ဌိကအဲ့ဒီအဓိပ္ပာယ်တွေနဲ့လုံးဝကြီးကွဲလဲနေတာတော့မဟုတ်အဲ့ဒီထဲမှာအကျုံးဝင်တယ်ဒါပေမဲ့တမျိုးမြတ်စွာဘုရားဟောထားတဲ့တမ္မာဒိဋ္ဌိရဲ့အဓိပ္ပာယ်ရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့မမြဲသောသဘာဝတွေကိုမမြဲဘူးလို့သိရင်တမ္မာဒိဋ္ဌိလို့မှတ်ရမယ်လို့ဒါတိုင်းဟောထားတဲ့သုတ်တန်တစ်ပုဒ်ရှိတယ်နော်အနိရှင်ညီဝဘိက္ခဝေရူပံအနိရှန္တိပတ္တိမမြဲတည်တာလည်းဖြစ်သောရုပ်တရားကိုမမြဲဘူးလို့သိရင်အဲ့ဒါတမ္မာဒိဋ္ဌိလို့မှတ်ရမယ်ဟောအဲ့ဒါဝေဒနာတင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးလုံးကိုအဲ့ဒီတိုင်းနီးတူဟောတယ်ဆိုလိုတာကခံစားချက်တွေမှတ်သားမှုတွေရှေ့စောပြုလုပ်မှုတွေသိမှုဝိညာဉ်ဟုတ်လားဒီခန္ဓာ၅ပါးရုပ်တဏ္ဍသဘာဝတရားပေါ့နော်ဒီသဘာဝတရားတွေမမြဲဘူးလို့သိရင်ဒါပါတယ်တော့သမာဓိဋ္ဌိနော်မတည်မြဲတဲ့သဘာဝတရားတွေကိုမတည်မြဲဘူးလို့သိရင်သမာဓိဋ္ဌိအဲ့ဒီသမာဓိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်၈ပါးကိုပွားများမယ်ဆိုရင်အခုအလွန်အသိခက်ပါတယ်ဆိုတဲ့နိဗ္ဗာန်ကိုတစ်ချိန်မှာသိရလိမ့်မယ်မြင်ရလိမ့်မယ်ဟုတ်လားဒါကြောင့်တချို့ကိစ္စကသူ့လမ်းကြောင်းကိုသူရှောက်မှသူ့အကြောင်းတရားကိုသူစီးဘူးမှသူဖြစ်လာမဲ့သဘာဝကိုကဆန္ဒတွေစောပြီးတော့လောတွေကြီးနေလို့လည်းပဲရလာတာမျိုးမဟုတ်ရလားဒါကြောင့်မဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်မှနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမဂ္ဂင်၈ပါးအကျင့်မြတ်တရားမှာလည်းပဲအရေးပါတဲ့မဂ္ဂင်ကဘာလဲတမ္မာဒိဋ္ဌိမဂ္ဂင်တမ္မာဒိဋ္ဌိမဂ္ဂင်ဆိုဒီကအကျိုးပြောခဲ့ပြီမမြဲသောသဘာဝကိုမမြဲဘူးလို့သိတာဒီတမ္မာဒိဋ္ဌိအဲ့တော့ဦးဇင်းတို့ဒါတွေကိုအကုန်လုံးပြန်ပြီးတော့ခြုံပြောရမယ်ဆိုရင်မမြဲတဲ့သဘာဝကိုမမြဲဘူးလို့တိနေနိုင်အောင်ကြိုးစားခြင်းတည်ပင်လေနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့အတွက်အားထုတ်နေတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါပဲဟုတ်လားအဲ့ဒါလို့ဆိုရင်ဆက်ပြီးတော့ပြောစရာစကားတစ်ခုရှိတာကအဲ့ဒီမမြဲတဲ့သဘာဝတရားတွေကိုမမြဲဘူးလို့သိဖို့ဆိုတာကလည်းမလွယ်သေးဘူးဟုတ်တယ်မဟုတ်လားဒီဖြစ်ပြက်နဲ့နှလုံးထဲနဲ့နားလည်ဖို့တော့တော်တော်ခက်တယ်လို့ထင်တယ်နားလည်တယ်လို့နဲ့နားမလည်တာလေးတွေဟုတ်နေတယ်လို့နဲ့မဟုတ်သေးတာလေးတွေလည်းရှိနိုင်တာပဲဟုတ်လားအဲ့တော့ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေဟာမတည်မြဲဘူးဆိုတာကတော့အကြာအရာစာပေအရာကတော့ငယ်ငယ်လေးတည်းကစားသိနေတာပဲကြားနေတာပဲကိုယ်လည်းစဉ်းစားဘူးနေတာပဲဒါပေမဲ့အဲ့ဒါကိုဘေးအတိုင်းအတာထိသိတယ်လေဆိုတာအဲ့တော့ဦးဇင်းတို့ဘေးသက်ပေါင်းသူတော်ကောင်းတို့မတည်မြဲတဲ့သဘာဝကိုမတည်မြဲဘူးလို့သိကျင်တဲ့ဆိုရင်အကောင်းမွန်ဆုံးနိလန်းကတော့တတိပဋ္ဌာန်တရားပဲရှိတယ်။တတိထားတဲ့နိလန်းဒါကဒီယုံ nant တွေကသူတို့ရဲ့မတည်မြဲတဲ့သဘာဝကိုထုတ်ဖော်မပြခြင်းလို့ကိုမရအောင်တတိသာထားနိုင်မယ်ဆိုလို့ရှိရင်ပုံကွယ်နေလို့မရအောင်သူတို့ရဲ့သဘောတွေကိုတည်တည်ချာချာကိုတူးဖော်ပြီးတော့မြင်နိုင်မှာပဲသိနိုင်မှာ။ဘာနဲ့တူးဖော်အောင်ဆိုတတိနဲ့တူးဖော်ရသဘောပေါက်လားဦးဇင်းပြောတာအေးဒါကြောင့်ဘာပဲဖြစ်တတိထားတဲ့လုပ်ငန်းဟာအလွန်တရာမှမြင့်မြတ်တယ်။တတိထားခြင်းအဖြစ်အနိစ္စကိုသိမယ်။အနိစ္စကိုသိပြီဆိုလို့ရှိရင်ဒါမြတ်စွာဘုရားဟောတဲ့ဒေသနာအရတမ္မာဒိဋ္ဌိအမှန်ကန်စွာမြင်တဲ့အမြင်ကိုရပြီလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဘာကိုအခြေခံရတတိကိုအခြေခံရတယ်ဒါကြောင့်ဦးဇင်းတို့တမ္မာဒိဋ္ဌိရဲ့တမ္မာသင်္ကပ္ပရဲ့တမ္မာဝါယမရဲ့တမ္မာတတိရဲ့တမ္မာသမာဓိရဲ့ဒါကိုမိုးစတော်ကြီးကဘယ်လိုပြောတော့လှုပ်သားမဲခင်၅မျိုးလို့ပြောတယ်နော်တကယ်အလုပ်လုပ်ရတာကဘယ်လိုလုပ်ရအောင်ဆိုတော့တတိကအဓိကနေရာမှာအလုပ်လုပ်ရတယ်ဟုတ်လားတတိထားတယ်ဝရိယလည်းတွဲပါရတာပဲတတိကဝရိယကခါပြတ်နေတတိကဒီတတိကရှေ့ဆက်မှာမဟုတ်ဟုတ်လားတတိတွေကိုတတိပြီးတတိဖြစ်အောင်လုပ်နေတာကဝရိယရဲ့တွန်းအားဟုတ်ရလားအေးအဲ့ဒါလိုလုပ်တဲ့အခါကျမှတမာတိဆိုတဲ့တည်ငြိမ်မှုကလေးကဖြစ်လာထိုက်တဲ့တည်ငြိမ်မှုလေးကရလာတာအဲ့ဒီတည်ငြိမ်မှုကလေးရလာမှဩဒါဟာမတည်မြဲတဲ့သဘာဝပဲလို့မှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာတမာဒိဋ္ဌိဆိုတာဖြစ်လာတာသဘောပေါက်လားအေးအဲ့ဒီမှာဦးဇင်းတို့မှန်မှန်ကန်ကန်တွေးတောကြံစီတဲ့တမသင်္ကပ္ပဆိုတာလည်းပဲဒါသူအတိုင်းတာနဲ့သူဖြစ်ပေါ်သွားတယ်ပေါ့နော်အဲ့တော့ဆိုလိုတာကပိဋကပေါင်းသူတော်ကောင်းတို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းနဲ့ဆိုရင်မဂ္ဂင်၈ပါးကိုပွားရမဂ္ဂင်၈ပါးဖြစ်ပေါ်စေခြင်းနဲ့ဆိုလို့ရှိရင်တတိပဋ္ဌာန်တရားကိုပွားများရမယ်ဟုတ်ရဲ့လားအဲ့
အဲ့တော့သတိပဋ္ဌာန်တရားပွားများတယ်ဆိုတာမနေ့တုန်းကလည်းဒါကိုပဲဦးစားပေးပြီးတော့ဦးဇင်းတို့ပြောတာပါပဲဟုတ်လားမိမိရဲ့ခန္ဓာမှာဘာပဲဖြစ်နေဖြစ်တာကတော့အကြောင်းတရားတွေရှိတဲ့အတွက်ကြောင့်ဖြစ်နေမှာပဲမြင်စရာတွေရှိတော့မြင်တာပေါ့ကြားစရာတွေရှိတော့ကြားတာပေါ့မြင်စရာရှိတယ်ဆိုတာဘာပြောတာအစင်းတွေရှိတာကိုလည်းရည်ညွှန်းတယ်မျက်လုံးတွေကောင်းနေတာကိုလည်းရည်ညွှန်းတယ်အလင်းရောင်တွေရှိနေတာကိုလည်းရည်ညွှန်းတယ်အာယုံပြုမှုနှလုံးသွင်းမှုတွေရှိနေတယ်ဆိုတာကိုလည်းရည်ညွှန်းတယ်ဒီအကြောင်းတရားတွေတစ်ခုခုချွတ်တဲ့သွားရင်မြင်တယ်ဆိုတာမဖြစ်နိုင်ဟုတ်ရဲ့လားအဲ့တော့မြင်နေကြားတယ်နမ်းရှူတယ်စားတော့တယ်တွေးထိတယ်တွေးကြံတယ်ဒီ6အုပ်စုပေါ့နော်ဒါတွေဖြစ်တာဘာလို့ဖြစ်တာအကြောင်းရှိလို့ဖြစ်တာအကြောင်းရှိလို့ဖြစ်တာနော်အဲ့တော့အကြောင်းရှိရင်ကတော့အကြောင်းအားလျော်စွာဖြစ်ခြင်းသဘောတရားတွေကတော့မယမနာဒလဇဖြစ်နေတာကိုကဘာလို့ဖို့လို့အဲ့ဒီဖြစ်နေတာတွေကိုလိုက်ပြီးတော့သိဖို့လိုတယ်ဟုတ်လားအဲ့ဒါကိုဒလဇသိနိုင်လေလေသတိအားကောင်းပြီးတော့တမာတိတွေဖြစ်ပြီးတော့ဉာဏ်ပညာတွေဟာဖြစ်လာမှာဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ရဲ့တာဝန်ကိုယ့်ရဲ့လုပ်ရမယ့်အလုပ်ကသတိထားတဲ့လုပ်ငန်းနော်သတိထားတဲ့လုပ်ငန်းကိုစွဲစွဲမြဲမြဲလုပ်မယ်ဆိုလို့ရှိရင်ဉာဏ်ပညာဆိုတာသိကြပါဦးဖြစ်ထွန်းလာမယ်အဲ့ဒီဉာဏ်ပညာရင့်ကျက်လာတာနဲ့အမျှတဖြည်းဖြည်းနဲ့နားလည်မှုတွေကြီးပြီးတော့နောက်ဆုံးဉာဏ်ပညာကမဲ့ဉာဏ်အဆင့်ကိုရောက်မယ်ဆိုရင်အခုအသိခက်ပါတယ်ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုတောင်မသိရပေဘူးလားသိရလိမ့်မယ်ဒီအဲ့ဒါသိပြီဆိုရင်တော့အဲ့ဒါမြတ်စွာဘုရားဟောထားတဲ့အတိုင်းနော်နေတရဏဒုက္ခတွေကနေလွတ်မြောက်သွားမယ်ပဝိဝေကဒုက္ခတွေကိလေသာတွေရဲ့နှောင့်ယှက်မှုကိုခံရเสียအကြောင်းမရှိတော့ဘူးလုံးဝရှင်းလင်းသွားတယ်ဟုတ်လားပြီးတော့ဘာလို့အမတမသေးရမပျက်စီးရနော်အသင်္ခတထအာမပြုပြင်เสียလှုပ်เสียမလို့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီនិရောဓသစ္စာအလွန်တရာခက်ခဲနဲ့နေတဲ့သဘာဝဟုတ်ရဲ့လားဒါကိုသိဖို့မြင်ဖို့အတွက်တုံယုံတယုံကြိုးစားအထောက်မှုနဲ့ကတော့မရနိုင်ဘူးပေါ့နော်ဒါကြောင့်လည်းမြတ်စွာဘုရားကနေယိဒံတိဋ္ဌိလမာရဗနေယိဒံအပိဏထာမတာနိဗ္ဗာန်အဓိကန္တပံတပ္ပကန္ထပမောစနနော်အလုံးစုံသောအထုံးအဖွဲ့တွေကလွတ်မြောက်ရာဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့တရားတို့တရားမြတ်ကိုအနည်းငယ်မြသောလုံလအနည်းငယ်မြသောအာအစွမ်းနဲ့တော့မရနိုင်ဘူးလို့အဲ့တိုင်ဟောထားဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့နည်းနည်းလေးကြိုးစားအထုတ်တာနဲ့တော့ရမှာမဟုတ်နော်အေးဒါကြောင့်အာအစွမ်းကိုရှိသလောက်ထုတ်ပြီးတော့ကြိုးစားကြရမယ်ပေါ့နော်ဒါကတော့ဦးဇင်းတို့လောကီချမ်းသာနဲ့ပြည့်စုံအောင်တောင်ဘလောက်ကြိုးစားကြရသလဲဆိုတာလေးနဲ့နှိုင်းရှင်ရင်လည်းပဲတစ်မျိုးနားလည်နိုင်တယ်ပေါ့နော်ငွေရှာရတာတောင်လွယ်ပါသလားမလွယ်ပါဘူးဟုတ်ရဲ့လားအဲ့တော့ချမ်းသာတဲ့ချမ်းသာမှာဒီလောက်ကောင်းမြတ်တဲ့ဒီလောက်အမဂန်ကျရှိတဲ့သဘာဝတရားကိုသိဖို့မြင်ဖို့ဆိုတာကပို့ပြီးတော့မလွယ်ဘူးဆိုတာကိုနားလည်ရအဲ့တော့မလွယ်ဘူးလို့ပြောနေတာကစောစောကပြောခဲ့တယ်နော်အားငယ်ဖို့ပြောနေတာမဟုတ်ပါအဲ့လိုပြောတာပို့ပြီးတော့ကြိုးစားဖို့လိုအပ်တယ်ဆိုတာကိုစဉ်းစားမိဖို့ပြောပြတာဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ရဲ့ဆန္ဒဝရိယစိတ်ပညာဒါတွေကိုပြည်စည်းခြင်းရဲ့အကြောင်းတရားဣတိပတ်တရားတွေလို့နားလည်ပြီးတော့ဒီဣတိပတ်တရားတွေကိုမြင့်တင်နိုင်မှသာလေဒကာဓမ္မတို့ဦးဇင်းတို့လိုချင်တဲ့ရချင်တဲ့မျက်မှောက်ပြုချင်တဲ့နိဗ္ဗာန်ချမ်းသာဆိုတာကိုရကြလိမ့်မယ်မျက်မှောက်ပြုကြရလိမ့်မယ်ဒီနိဗ္ဗာန်ဆိုတဲ့និရောဓသစ္စာသည်ဗုဒ္ဓဘာသာဝင်အားလုံးတို့ရဲ့အဓိကပန်းတိုင်ပေါ့နော်အေးဒါကြောင့်ဒီပန်းတိုင်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်အကြောင်းတရားများစွာပြည့်စုံအောင်အားထုတ်ရမယ်ပေါ့နော်အခြေခံကြတဲ့အကြောင်းတရားကတော့ဆန္ဒရဲ့ဝိရိယရဲ့စိတ်ရဲ့ပညာရဲ့ဒီတရားလေးပါးကိုဘာလို့လဲမြတ်စွာဘုရားဟောထားသေးလဲဣတိဘတ်လို့ဟောထားတယ်မဟုတ်လားနာဘူးကြတယ်မဟုတ်လားဣတိဘတ်တရားဣတိပါဒဣတိဆိုတာပြီးစီးခြင်းပါဒဆိုတာအခြေခံပြီးစီးခြင်းရဲ့အခြေခံအကြောင်းတရားများဣတိဘတ်တရား၄ပါးပဋ္ဌာန်းဒေသနာရွတ်ကြတဲ့ပုဂ္ဂိုလ်တွေဆိုရင်အဓိပတိပိစယောဆိုရင်အဲ့ဒါမရွတ်ဘူးလားရွတ်တယ်နော်စန္ဒိဋ္ဌိပဝိရိယိဋ္ဌိပစိတ်ဒိဋ္ဌိပဝိမာန်ဒိဋ္ဌိပပြင်းထန်တဲ့ဆန္ဒသည်အလုပ်တစ်ခုပြီးစီးခြင်းရဲ့အခြေခံအကြောင်းတရားဟုတ်လားပြင်းထန်ထက်သန်တဲ့ဝရိယသည်အလုပ်တစ်ခုပြီးစီးခြင်းရဲ့အခြေခံအကြောင်းတရားအလွန်တရာဆွဲမြဲတဲ့စိတ်ဝင်စားမှုသည်အလုပ်တစ်ခုပြီးစီးခြင်းရဲ့အခြေခံအကြောင်းတရားဒီအလုပ်ကိုဘလို့လုပ်ရမယ်ဒီအလုပ်ကိုလုပ်လို့ရရှိမဲ့အကျိုးကျေးဇူးဟာဘလို့ရှိတယ်မရရင်ဘလို့ဒုက္ခရောက်နိုင်တယ်လို့ကွက်ပြပြသိမြင်နားလေတဲ့ပညာသည်အလုပ်တစ်ခုပြီးစီးခြင်းရဲ့အကြောင်းတရားဆန္ဒရဲ့ဝရိယရဲ့စိတ်ရဲ့ပညာဝိမာန်တဆိုတာပညာကိုပြောတာနော်ဒါကလောကီလိုလေးလည်းပဲအလွန်နားလေစရာကောင်း
တခုခုပြီးကျင်တယ်အောင်မြင်ကျင်တယ်ပေါက်မြောက်ကျင်တယ်ဆိုရင်ဒီတရား၄ပါးမရှိလို့မရဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အခြေခံကြတဲ့အဲ့ဒီတရား၄ပါးကိုအရင်တိဆောက်ပြီးတော့နော်အလွန်တရာအသိခက်တယ်လို့ဆိုတဲ့ဘုရားအစရှိတဲ့အရိယာသူတော်ကောင်းကြီးတွေအလွန်မြတ်လို့တန်ဖိုးထားတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီကနေ့နော်និရောဓသစ္စာဟုတ်လားនិရောဓသစ္စာနဲ့ပတ်သက်ပြီးတော့ဒါ45မိနစ်ကြော်အချိန်ယူပြီးတော့နာယူခဲ့ရတယ်ပေါ့နော်ပြောခဲ့တာတွေအကုန်လုံးကိုပြန်ပြီးတော့အနှိမ့်ချုပ်ကြည့်မယ်နော်သောတပတ္တိမေဉ္ဇဉ်အမြင်လို့ဆိုတဲ့သစ္စာ၄ပါးကိုစတင်သိမြင်ခြင်းဒီအနေထားရောက်သွားတဲ့ပုဂ္ဂိုလ်နဲ့မရောက်သေးတဲ့ပုဂ္ဂိုလ်တို့ရဲ့အနာဂတ်ဒုက္ခအတိုင်းအတာကွဲပြားခြားနားခြင်းအလုံးမကြီးဘူးလားကြီးတယ်အဲ့ဒါကိုစရင်ပြောခဲ့တယ်နော်သစ္စာ၄ပါးကိုသိတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခနဲ့သစ္စာ၄ပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခဟာဘာမှနှိုင်းရှင်လို့မရဘူးအလွန်တရာကွာခြားတယ်ဒါကြောင့်သစ္စာ၄ပါးကိုသိအောင်ကြိုးစားအထောက်ကြရမယ်ဟုတ်လားသစ္စာ၄ပါးကိုသိအောင်ကြိုးစားအထောက်ကြဖို့ပြောလာတဲ့နေရာမှာအခုនិရောဓသစ္စာနဲ့ပတ်သက်ပြီးတော့ပြောတယ်နိဗ္ဗာန်ဆိုတာဘာကိုပြောတာတော့ယောတတယေဝတနာယအတေတဝိရာကនិရောဓစာကောပတိနိတကောမုဒ္တိအနာလေယောတဏလောဘရဲ့အကျွင့်မဲ့ကုန်ခန်းရာကိုနိဗ္ဗာန်လို့ပြောတယ်ဟုတ်လားအဲ့ဒီနိဗ္ဗာန်ဒီအတိခက်တယ်နော်မြားပြစ်တဲ့အတတ်ပညာခက်တယ်လို့မဆိုနိုင်ဘူးနော်တာမီပြားကိုခုနှစ်စိတ်ထားတာကိုအချင်းချင်းထိအောင်ထိုးဖို့ဆိုတာကိုခက်တယ်လို့မဆိုနိုင်ဘူးသစ္စာ၄ပါးကိုသိဖို့ကတာလွန်ပြီးတော့ခက်ခဲတယ်ဒါကိုမပြောခဲ့ဘူးလားပြောခဲ့တယ်ပြီးတော့အဲ့ဒီနိဗ္ဗာန်ချမ်းသာကိုပုံမသဘောပေါက်သွားစေဖို့အတွက်និရောဓသစ္စာရဲ့အ내ဒိဗ္ဗေဘယ်နှချက်လဲ၄ချက်နေတရဏဒုက္ခတွေကိလေသာတွေကနေပြီးတော့လွတ်မြောက်သွားတဲ့သဘောပဝိဝေကထလုံးဝကင်းရှင်းသွားတဲ့သဘောပတ္တမှုဆက်ဆက်မှုမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အမတ္တထပျက်စီးခြင်းမရှိတဲ့သဘောအသင်္ခတတပြုပြင်စီမံရတဲ့သဘောမရှိတဲ့သဘောဆိုပြီးတော့မပြောခဲ့ဘူးလားပြောခဲ့တယ်အဲ့ဒီနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုကျင်တယ်ဆိုလို့ရှိရင်နားထောင်နေုံမျှနဲ့မပြည့်စုံပါဘူးမဂ်ကင်ရှင်ပါအကျင့်မြတ်တရားကိုကျင့်ရမယ်ဆိုတာကိုပြောခဲ့ဘူးလားပြောခဲ့တယ်အဲ့ဒီမဂ်ကင်ရှင်ပါထဲမှာဘာကအရေးကြီးဆုံးလဲလို့မေးရင်သမာဓိဋ္ဌိမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အမြင်ဆိုဒီမှာမမြဲသောသဘာဝကိုမမြဲဘူးလို့သိရင်မှန်ကန်တဲ့အမြင်အဲ့ဒီမမြဲသောသဘာဝတွေကိုမမြဲဘူးလို့သိတဲ့မှန်ကန်တဲ့အမြင်ကိုရဖို့အတွက်အကောင်းမွန်ဆုံးနိလန်းကပါတယ်တော့များတတိပဋ္ဌာန်ဘာဝနာဒီကိုပြန်ပြီးတော့ဆိုက်ရတယ်နော်ဒါကြောင့်တတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်ညာယတ္တအဓိကမာယနိဗ္ဗာနတ္တသစ္စိကိရိယာယလို့ဒါတိုက်ကြီးဟောထားတာမရှိဘူးလားနော်တတိပဋ္ဌာန်တရားကိုပွားများခြင်းအဖြစ်သစ္စာ၄ပါးကိုထွန်းထွင်းပြီးတော့သိတဲ့မဲ့ဉဏ်ကိုတေချာပေါက်ရမယ်မဲ့ဉဏ်ရလို့ရှိရင်ကာလမခြားဘဲနဲ့ဖိုလ်ဉဏ်ဆိုတာဖြစ်မယ်ဖိုလ်ဉဏ်ဆိုတာဖြစ်ရင်နိဗ္ဗာန်ချမ်းသာကိုကျင့်ဖန်များစွာဝင်စားလို့မရဘူးလားရတယ်အဲ့ဒါတွေကိုရဖို့အတွက်တတိပဋ္ဌာန်တရား၄ပါးသည်ရှောင်လန်းကြရမယ်တကြောင်ဒီသောလမ်းလို့အဲ့ဒါလိုခေါ်ပါတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့និရောဓသစ္စာနဲ့ပတ်သက်ပြီးတော့និရောဓသစ္စာရဲ့သဘောတဘာဝនិရောဓသစ္စာကိုဆိုက်ရောက်နိုင်အောင်မျက်မှောက်ပြုနိုင်အောင်ဘယ်ပုံမနည်းစ조사အထောက်ရမလဲဆိုတဲ့အကြောင်းဒါအချင်းချုပ်ကလေးပဲဦးဇင်းတို့ပြောပါတယ်နော်ဒါကြောင့်ဒီကနေ့ပိဿပေါင်းသူတော်ကောင်းတို့ပြုလို့အထောက်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုရှုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပူဉ္ဇဉ်မျက်နှိပ်ပံကိုမျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်ရှုပြုကြကုန်ရာတည်းအလုံးကျမ်းမာချမ်းသာကြပါစေ